လောကမှာငမောတဲ့လဲတဲ့ကောင်တွေအများကြီးရှိပါတယ်လဲတဲ့ကောင်တွေအများကြီးရှိတယ်လို့နှုံတဲ့ကောင်တွေလည်းအများကြီးရှိပါတယ်ရတယ်ငင်းရေဘာလို့တကယ်ကြီးဒီလိုတကယ်ကြီးဘာလဲညမအာကစားကဘာကိုလှောရမှာဆိုမသိရဘူးသိတယ်ဗောသိတယ်ဗောပြောရင်ပါလေပိုက်ကျော်ကြီးနေခတ်တာမင်းခတ်ဘူးလားခတ်ဘူးလားဗောပိုက်ကျော်ရှင်ဗောလီဘောတွေဘာတွေပုတ်ဘူးလားမလားဒါလည်းဘောကန်လာတွေဘာတွေမိကခတ်ဘူးလားမလားရိုးလိုက်ဝင်းတော့ဦးလို့ဟုတ်တယ်ဒီလိုခတ်ဘူးလားမလားခတ်ဘူးလို့ဆိုငါနဲ့မင်းနဲ့ဗောလီဘောပုတ်မယ်ကွာငါဒီဘက်ကနေစားပြီးဟိုက်လို့ထိုးလိုက်ရင်ဟေးဟုတ်လားစားလေးတွေတစ်တာထောင်ပေးလိုက်ငင်းကြောဒါမျိုးလာလို့ဘယ်ရမလဲသူ့တက်ပါတာဗောဒီလိုလို့ငါပတ်တဲ့ငါထားခိုင်းငါ့ကိုထားခိုင်းမှာဒီလိုဒါလည်းသိတာဟုတ်ဒီပြက်လုံးကိုငင်းကြမင်းသိနေတာဟုတ်မလေးဒါမျိုးတွေရုပ်နေမင်းမသိတဲ့ပြက်လုံးတွေငါရှာပြက်ပြရုပ်နေသူပန်နေအကြောင်းသိတယ်မလားဗောလီဘောလေးတွေပို့လိုက်တယ်ငါဒီလိုဖမ်းနေဆိုမင်းသွားထားငါ့ကိုခိုင်းလို့ဒီပြက်လုံးကိုမသိတယ်မို့လားသိရင်အဲ့ပြက်လုံးကိုမပြက်ဘူးဒီပြင်ပြက်လုံးကိုငါပြက်မင်းမသိတဲ့ပြက်လုံးကိုငါရှာပြက်လှစမ်းပါပန်နေအကြောင်းမသိတယ်သိတယ်ဗောယဉ်ကျေးမှုသိတယ်ဆိုကရေးဒီဟုတ်တယ်စီနေသေးဆိုတာစီနေဝါငါလည်းဝါချင်းနေတာပဲအင်းကြမမယူစီတော့အဲ့တော့မင်းဆိုကရေးဒီအကဆိုကရေးဒီမှာပန်နေရဒဏ်တဲ့စိတ်ရတာလားဘာတိုင်းဆွေတဲ့စိတ်ပါဆွေစိတ်မြောက်ဒဏ်တဲ့စိတ်တမရေလုံးမပြကြတဲ့ဖလားကောက်လို့ရလားအဲ့လိုဆိုရင်မင်းဟုတ်ကရိုးရရတော့ဆိုင်ရိုးရရလားရိုးရရလို့ကဒါလေးတွင်လေးတေးမလားတေးပါပြီတေးမလားတေးပါလေဘာလဲဗျာဘယ်ဆရာကတင်လိုက်တယ်နင့်ကိုဘာဖြစ်လို့လဲရိုးရရလက်ကဒလို့နူးနေလားမျိုးရိုးရှိလားမင်းတို့ကမျိုးရိုးရှိလားဘာတော့ကိုမော့ရဲ့ငင်းကြောဒါမှမဟုတ်ငင်းကြောတို့ကရိုးနေပြီယူရီးယားကကျွန်တော်လက်ကပြီးမှဒီလိုကြထားတော့ခင်ဗျာရေကိုထားလို့မရတာဒီလိုမကြလို့ကျွန်တော်သားဒီလိုလုပ်လိုက်ခင်ဗျာရေကိုဒီလိုနေလိုက်မှာပေါ့ကိုတိုင်းနာကိုတာโอเคဖင်ကောရိုးမကြောက်စမှုစားပုံကျဲရှင်တဲ့ကောခံလိုက်ဦးကိုဒီကြလေးနေလိုက်ပြီးအတက်ဆိုင်ပြီးဒီလိုပညာသွားပြတော့လူတင်တော့ခံလိုက်ရပြီဒီကိုငါလည်းမထားနိုင်ဘူးကိုကြိုက်တယ်လည်းမဟုတ်ကိုသွားတိုက်တယ်လည်းမဟုတ်ဘူးအဲ့တော့ဒီကိုဟုတ်ပြီအဲ့တဲ့တုံးနဲ့ဥတိန်ညွတ်အညာသားကြီးသူ့ကိုခေါ်ပြီးလိန်ပြီးကိုင်းတယ်ဥတိန်ညွတ်ညလပောင်းဖေးရင်ကပြောတယ်ဟောထားတယ်ဘာလို့ဟောတာလဲလူတွေကိုမယုံနဲ့တိတ်နာမကတ်နဲ့ခဝဲဝဲစကားပြောဟုတ်လေကျွန်တော်ဥဒေညွတ်နဲ့စကားလေးလက်ပြောချင်လို့ဥဒေကျပုံစံနေထောက်ကြည့်တယ်ဥဒေညွတ်ကဘောသမားနဲ့တူတယ်ဒီတော့ဘောသမားပေါ့အခုတော့ဆရာဝန်ခွဲပေးလို့ပြောက်တယ်ဘာတွေကြောက်လို့နေရလုံးဘောလုံးကတဲ့ဘာကတဲ့သမားကိုပြောနေတာအေးဟုတ်တယ်အခုကျွန်တော်ကြားရတယ်အခုပရီးမီးယားလိဂ်တွေပါကျွန်တော် FA CCTV ကစားနေဘောလုံးသမားတွေအားလုံးဒီဘောလုံးသမားတွေရှင်တန်မှုတွေမြန်မာနိုင်ငံဂိုးသမားအောင်ဦးကဥဒေညွတ်တင်ပေးလိုက်တာဆိုဒီဘာမှတည်းမပြောနဲ့နိုင်ငံခြားကိုဘာသက်သိတယ်မဟုတ်ဘာသက်အဲ့ဒါယောက်ျားကြီးမသိဘူးငါနင်းနဲ့ညားနေတာလားအဲ့ဘာသက်တို့ဘာတို့ကစားမောင်းလာဒါတကယ်ပြင်းတဲ့ဂိုးသမားကြီးအဲ့ဂိုးသမားကြီးဆိုတဲ့ခါကျဘောလုံးအကြောင်းတော့ဦးတင်ကောင်းနားလဲပေါ့ဗျာဥပမာဆိုကြပါဦးကျွန်တော်ကတစ်ဖက်တည်းဘောလုံးကစားသမားကျွန်တော်ကပန်နယ်ရီရတယ်ဘောလုံးရတယ်ပေါ့အဲ့ဒီပန်နယ်ရီဘောလုံးလေးကိုကျွန်တော်ကန်တဲ့ခါမှာဟောတော့ကန်လိုက်ဦးတင်ဘယ်လိုဖမ်းမလဲဟဲ့ဆိုရင်တော်လိုက်တော့ဦးတင်ညရဲ့ကိုကိုင်နဲ့ကိုထားလိုက်သွားတော့ဘာလက်ကလေးဖြူမတ်တင်ညပတ်ထားလိုက်တို့လည်းမပတ်တဲ့အလစ်ခံရရတယ်ရပါတယ်ကိုလည်းလက်အောင်လုပ်ရတာငတုံအုပ်ရှိသေးတယ်တရိษံဟဲ့အော်လာပါမင်းကောလိန်စမ်းပြောစမ်းပြောစမ်းဒါလိန်မဲ့ထင်းနေလို့မထင်ပါဘူးသူများတကောင်တက်တက်လုံးမလိန်သဘောပေါက်သူများတကောင်မလိန်လိန်နိုင်မရလူလေဒီရေခွက်ကိုပြဿနာဖြစ်နေတာကိုတယောက်ဖြစ်တာမင်းလည်းတွေ့ထားတော့ငါလည်းတွေ့ထားတော့ဒီဟာမင်းလက်ထဲထဲတယ်ဆိုရင်ဒါမင်းကငါလိန်ရကြဒီရေခွက်ကလေးသေးသေးလေးနားပါတယ်မျက်လက်ပညာပြဟုတ်တယ်မလို့မျက်လက်ပညာအခုကမျက်လက်ပညာတွေဘယ်လောက်ဆန်းတာတော့မြည့်ထားဖြောက်တာတို့အခုတို့ဒီမနိုင်ငံမှာဆိုနာမည်ကြီးနေတဲ့ဟိုစက်ကောထီဆိုတာစက်ကောမနင်းတော့စက်ကောထီရဟိုယောက်ျားကြီးစက်ကောမပဲရောက်သွားတယ်ယောက်ျားကြီးကဘယ်နဲ့အမဖြစ်ရအဲ့စက်ကောအဲ့ဒီစက်ကောမတစ်တာတဲ့ထိပ်ပြီးလူတကောလုံးတော့ဖြောက်သေးတာဒီရေခွက်လောက်ကတော့တိမ်ညွန့်အသာလေးဖြောက်လို့ရသေချာကြည့်မျက်တော့မခတ်နဲ့မျက်လဲတယ်လက်လဲတယ်မျက်လုံးကိုလှည့်စားတာရှိတယ်လက်ကိုလှည့်စားတာရှိတယ်လေရင်ဖမ်းမှာမိအောင်ဖမ်းလေရင်ဖမ်းမှာမျက်တော့တစ်ချက်ခိုင်တစ်ချက်လိန်လို့ရတယ်မဟုတ်လားလို့ရင်ရဲစခန်းသွားနိုင်မယ်နော်အချိန်မျိုးသွားတိုင်တယ်တကယ်လားမျက်လက်ဟောဒီမှာဟောဒီခွက်ကိုဖျောက်ပြမယ်သူများတကာတွေကဟာပဝါနဲ့အုံမာတို့ဘာတို့
ဘာပဝါနဲ့မှအုပ်စရာမလို 哦， လက်ထဲတွေအလိုလိုနေနေပြောက်သွား 其实啊， မျက်စိရှင်းမျက်စိတမိန်လည်းကြားတပြည့်ရက်တောင်မခန့်ရက်တောင်တစ်ချက်ခန့်ရင်တစ်ချက်လိမ့်လိုက် 啊，我讲这块我是要到没？ ရောက်ဘူး 哎，这块我是要 အ。လိုလိုပြောက်သွားအထက်ရောက်သွား 哦 မင်းလက်ထဲလုံးဝရောက်စရာမလို ဟုတ်တယ် တေချာကြီးဟိုက်ချောဟိုက်ချောဟိုးဟိုက်ချောဟာရှိသေးတယ်ငါလည်း 啊，我讲车耶，没事了车飘来的，还不错的哦，ဝင်သွားတယ်လို့ပဲဒါပြောလာမ ဝ လုံး င်သွားရင်ယူထားလိုက်တော့ တက်တက်မင်းငါကနှုံပါလေအော်မန္တလေးမှာကြည့်ကြတဲ့ကျွန်တော်တို့ TV အငိမ့်ကိုကျွန်တော်တို့အားပေးကြတဲ့ပရိသတ်များကိုဘာပြမလဲအော်ရဲ့တဲ့တစ်ဖက်လူလည်းလိန်အောင်မယ်ဘာပြမလဲတဲ့ဒီရခွက်ကနေဟိုဒီကျုပ်ကျွန်တော်တို့ပေါ်ဝါစားကနေပြီးတော့မွေဖြစ်တယ်ဆိုရင်ဘယ်သူယုံမလဲဘယ်သူမှမယုံအဲ့တော့မွေလုံးလုံးဖြစ်သွားမယ်အော်ကိုမရေကိုမ ခင်ဗျာ ကျွန်တော်သိတာတယ်ခုနပြောတဲ့စကားတိုင်းမှာပဲဟာဒီပေါ်ဝါစားကနေမွေဖြစ်တယ်ဆိုရင်ဘယ်သူယုံမလဲ အာခင်ဗျာမစင်စားပြောတော့ယုံမှာမဟုတ်ဘူး အေးလေဒီငါတို့စားမှာလေ စားရစားခင်ဗျာဟိုကောင်မလေးကခုနခေါင်းဆောင်မင်းသမီးကခင်ဗျာတခါယုံမှတရတဲ့ ဩတော်သားပါဒီချုပ်ဟာဒီပေါ်ဝါခုနရေကွက်ပေါ်ထားတော့ဒီယုတ်ကတိတ်ခိုင်သားမှာမျက်လက်ပြပါဆိုနားနဲ့ဆက်ဆိုင်တာကိုတိုင်းလည်းခံလိုက်ရ အဲ့ခန့် ကတိချုပ်ခိုင်တာခဏခဏ ဘာလို့ ခိုင် ဒါ မွေဖြစ်သွား အာဟုတ်ပါလား အချက်နဲ့နဲ့တူအောက်လျှော့ခိုင်းခေါင်းကနေပြန်ပေါက်တော့မယ်နော်ကောင်းလားကောင်းလေအဲမွေဖြစ်သွားမယ် ဒီလိုလား အဲ့လိုလေးနည်းနည်းလုံတာ ဟုတ်တယ်လို့ ရွာသားမိုး အဲ့ဒါကြည့်ကြသိချာကြည့်ကြစကောမတို့စကောဒီတို့ရဲ့ဆရာဟုတ်ကြည့်ထားကြကြည့်တာ ဖြစ်သလား ဟမ် ဖြစ်သလား မဖြစ်ဘူးလေ မဖြစ်ရင်မတက်နဲ့ဘွားဘွားထား ဟောဗျာမွေဖြစ်တာမဖြစ်တာဘာလောလောဆယ်ရေခွက်ကြီးကတန်တရာကုတ်ကြီးပြန်လဲလာပြန်ပြီဗျာ